မင်္ဂလာဆောင်တဲ့နေ့မှာအမျိုးသမီးဟာသူမရဲ့မိဘတွေရှိမှရိုးရိုးသေးသေးတူးထောက်လိုက်ပါတယ်ရုတ်တရက်သူမမိခင်ရဲ့တပ်ပုံကမမျှော်လင့်ပဲပြုတ်ကျလာပြီးသူမရဲ့ခေါင်းကိုတက်တက်လာမှန်ပါတော့တယ်ဒါပေမဲ့အံ့ဖွယ်ကောင်းလောက်အောင်ပဲနှစ်ပေါင်းများစွာနားကန်းနေခဲ့တဲ့သူမရဲ့နားတွေဟာအဲ့ဒီအချိန်လေးမှာပဲအကြားအာရုံပြန်ရသွားခဲ့ပါတယ်သူမလည်းဝမ်းသာလုံးလို့မျက်ရည်ကျမတက်ဖြစ်သွားပြီးဒီအံ့ဖွယ်ကိစ္စကိုခင်မုန်းဖြစ်သူစီပြေးပြောမလို့လုပ်ပါတယ်ဒါပေမဲ့တကားနားကိုရောက်တဲ့အခါပြင်းထန်တဲ့မောဟိုက်တန်တွေကိုကြားလိုက်ရလို့သူမတကူလုံးရေခဲလို့အေးဆက်သွားပါတယ်အဲ့ဒီနေရာမှာပဲကြက်တေတေသွားပြီးဆက်ကြားလိုက်ရတဲ့အရာကတော့သူမဟာနားကန်းတယောက်တက်တက်တာဖြစ်ပြီးသူမပိုင်ဆိုင်တဲ့ရှယ်ယာတွေကိုလိုချင်လို့သာဂရုစိုက်နေရတာဖြစ်ကြောင်းပြောနေတဲ့အမျိုးသားရဲ့အေးဆက်ပြီးအထင်သေးတဲ့အတန်းပါပဲသူ့ရဲ့စကားတွေကသူမရဲ့ဝိညာဉ်တစ်ခုလုံးကိုအေးခဲသွားစေပါတယ်ဒီလောက်ချိုသာပြီးဂရုစိုက်တတ်တဲ့အမျိုးသားကသူမရဲ့မင်္ဂလာဆောင်နေ့မှာပဲတစ္ဆာဖောက်လိုက်မယ်ပြီးတော့သူမရဲ့အမွေတွေကိုတိမ့်ပိုက်ဖို့စီစဉ်နေလိမ့်မယ်လို့ဘယ်တော့မှမတွေးထားမိခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲသူကအပြင်ဘက်ကအတန်းကိုကြားသွားပြီးသူမရဲ့ကျမ်းမာရေးကိုစိုးရိမ်တယ်လို့ဟန်ဆောင်ကထွက်လာပါတယ်သူ့နောက်မှာတော့အရန်ကိုရင်းနှီးနေတဲ့ပုံရိပ်တစ်ခုပေါ်လာပါတယ်အဲ့ဒါကတော့သူမရဲ့အချစ်ဆုံးတငယ်ချင်းပါပဲအရာအလုံးကဟန်ဆောင်မှုတစ်ခုတက်တက်ဖြစ်နေမယ်လို့သူမဘယ်တော့မှမထင်ထားခဲ့ပါဘူးဒါပေမဲ့သူမကဒေါသတွေကိုမျိုးသိမ့်လိုက်ပြီးဘာမှမကြားရတယ်လို့ဆက်ပြီးဟန်ဆောင်နေလိုက်ပါတယ်အဲ့ဒီဆုံးဖြတ်ချက်ကမိသားစုတစ်ခုလုံးရဲ့မျက်နှာဖုံးအစ်စ်ကိုဖော်ထုတ်ပေးလိမ့်မယ်ဆိုတာကိုတော့သူမမသိခဲ့ပါဘူးရောက်ခမဖြစ်သူကလည်းသူမကိုအထင်သေးပြီးသူ့သားအတွက်ဝင်ထုတ်ဝင်ဖို့တစ်ခုလိုပဲမြင်နေခဲ့တာပါသူတို့ရည်မှန်းချက်တွေအောင်မြင်မသွားအောင်ကာကွယ်ဖို့အတွက်အမျိုးသမီးဟာရှယ်ယာလွှဲပြောင်းခြင်းစာချုပ်ကိုကြိုတင်ပြင်ဆင်ခဲ့ပြီးခင်မုန်းဖြစ်သူရဲ့ဝေစုအကုန်လုံးကိုမိဘမဲ့ကေဟာတစ်ခုစီကိုလှူဒန်းလိုက်ပါတယ်အမျိုးသားလည်းဒေါသကြောင့်မျက်နှာဖြူရောသွားပြီးရှင်းပြဖို့အတင်းအကျပ်တောင်းဆိုပါတော့တယ်သူမကအေးဆက်ဆက်အပြုံးတစ်ချက်ကိုပဲပြုံးပြလိုက်ပြီးကျွန်တော်တို့ကုမ္ပဏီထဲမှာရန်သူတွေအများကြီးရှိနေတဲ့အတွက်ကောင်းမှုကုသိုလ်နည်းနည်းလောက်စုဆောင်းရမယ့်အချိန်ရောက်ပြီလို့ပြန်ပြောပါတယ်သူကပောက်ကွဲထွက်ဖို့မရဲပဲဒေါသတွေကိုမျိုးသိပ်ထားလိုက်ရပါတယ်အဆိုးရွားဆုံးအရာတွေကအခုမှစတင်တော့မယ်ဆိုတာကိုသူမတွေးထားမိခဲ့ပါဘူးမင်္ဂလာဦးညမှာအမျိုးသမီးဟာတေဆုံးသွားပြီဖြစ်တဲ့သူမရဲ့မိဘတွေနဲ့တငယ်ချင်းဖြစ်သူတို့ကသူမကိုလဲပင်ညှစ်နေတယ်လို့အိမ်မက်မက်ခဲ့ပြီးနိုးလာတဲ့အခါခင်မုန်းဖြစ်သူကကတင်ပေါ်မှာမရှိတော့တာကိုတွေ့လိုက်ရပါတယ်ဘေးဘက်အခန်းထဲကနေပြင်းထန်တဲ့မောဟိုက်တန်တွေကိုကြားလိုက်ရပြီးသူမရဲ့နှလုံးခုန်တန်တွေမြန်လာပါတော့တယ်တကားကိုဖွင့်လိုက်တဲ့အခါသူမရဲ့အချစ်ဆုံးတငယ်ချင်းအပေါ်မှာရောက်နေတဲ့ခင်မုန်းဖြစ်သူကိုတွေ့လိုက်ရပါတယ်အတန်မထွက်စေပဲသူမရဲ့ဖုန်းကိုယူပြီးသူတို့ကိုဓာတ်ပုံရိုက်ယူလိုက်ပါတယ်ကင်မရာမီးအောင်ကြောင့်တငယ်ချင်းဖြစ်သူကသတိထားမိသွားပြီးအခန်းထဲကနေပြေးထွက်လာပါတယ်ဒါပေမဲ့အပြင်ဘက်ကိုကြည့်လိုက်တဲ့အခါဘသူ့ကိုမှမတွေ့ရပါဘူးအမျိုးသားကဇနီးဖြစ်သူဟာဆေးအရှိန်ကြောင့်အိပ်ပျော်နေတယ်လို့အာမခံပေမဲ့သူမကတော့စိတ်မအေးနိုင်ပဲဇနီးဖြစ်သူရဲ့အခန်းကိုဝင်ရောက်စစ်ဆေးပါတော့တယ်တငယ်ချင်းဖြစ်သူကဖုန်းကိုစစ်ဆေးဖို့အတင်းတောင်းဆိုနေပေမဲ့အမျိုးသမီးကဓာတ်ပုံတွေကိုတခြားနေရာတစ်ခုစီကိုကြိုတင်ပို့ထားပြီးပြီဆိုတာကိုသူမမသိခဲ့ပါဘူးရှာဖွေပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်လုံးသူတို့ရဲ့တစ္ဆာဖောက်တဲ့အလုပ်ကိုဆက်လုပ်ဖို့ပြန်သွားကြပါတယ်နောက်တစ်နေ့မနက်မှာတငယ်ချင်းဖြစ်သူကအရင်လိုပဲဆေးတိုက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့အမျိုးသမီးကဆေးပြားတွေကိုတန်တရားဝင်နေပြီဖြစ်တဲ့အတွက်ဆေးမတိုးတဲ့ပုံစံဟန်ဆောင်ပြီးတခုခုမှားယွင်းနေသလားလို့မေးလိုက်ပါတယ်တငယ်ချင်းဖြစ်သူလည်းပြာရခတ်သွားပြီးဒါကနာမည်ကြီးသမားတော်တယောက်ရဲ့ဆေးညှိုးဖြစ်လို့အခုချက်ချင်းတောက်ရမယ်လို့ပြောပါတယ်အဲ့ဒီအခါအမျိုးသမီးကဆေးပန်းကန်ကိုသူမအပေါ်ပတ်ချလိုက်ပြီးသူမရဲ့အနာဟောင်းတစ်ခုကိုအာရပါရပုတ်ဆွဲရင်းမောင်းမာတဲ့အစီခံမလို့ဆွဆွဲပါတော့တယ်တငယ်ချင်းဖြစ်သူလည်းဒေါသပောက်ကွဲသွားပြီးအမျိုးသားစီကိုအပြေးလွှားသွားနိုင်ပါတော့တယ်သူမကဆက်ပြီးမဟန်ဆောင်နိုင်တော့တဲ့အတွက်ရှယ်ယာတွေကိုအမြန်ဆုံးရအောင်ယူဖို့အတင်းအကျပ်တောင်းဆိုပါတယ်အမျိုးသားကသူမကိုစိတ်အေးအောင်လုပ်ပေးရင်သူလည်းတန်တရားဝင်နေတယ်လို့ပြောပါတယ်ပြီးတော့ဇနီးဖြစ်သူတကယ်အကြားအာရုံရနေပြီလားဆိုတာကိုစမ်းသပ်မယ်လို့ပြောပါတယ်အမျိုးသမီးကအပြင်ဘက်မှာရှိနေပြီးအရာအလုံးကိုကြားနေရတယ်ဆိုတာကိုသူမသိခဲ့ပါဘူးအနေနဲ့နီးကပ်လာပြီဆိုတာကိုသိတဲ့အတွက်သူမကသူမရဲ့အကိုဖြစ်သူစီဖုန်းဆက်ပြီးတကယ်မဟာဗျူဟာစစ်စင်ရေးကိုစတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီနောက်သူမကခင်မုန်းဖြစ်သူရဲ့တန်တရားတွေကိုပျောက်ကွယ်သွားစေဖို့အတွက်လွှဲပြောင်းခြင်းစာချုပ်ကိုလက်မှတ်ထိုးပေးလိုက်ပါတယ်ခင်မုန်းဖြစ်သူကကုမ္ပဏီစည်းဝေးမှာရှယ်ယာတွေကိုသူထိန်းချုပ်တော့မယ်လို့ကြေညာလိုက်တဲ့အချိန်လေးမှာပဲအမျိုးသမီးရဲ့အကိုဖြစ်သူရုတ်တရက်ပေါ်လာပါတော့တယ်